သွားပြီးတော့သွားကြောလို့လည်းအဆင်မပြေပါဘူးနော်ဆိုတော့တခါမှအဲ့လိုမျိုးဒီခိုင်းရဲ့ကြည့်ချက်လိုပဲမကြောဘူးကြောဘူးတော့လိမ့်ပါလေနော်ဟိုတာကြီးကြောနေတယ်တအားထူးဆဲတယ်မကတန်းနေပါလို့နေမဟုတ်တာတခုလုံးကိုလားဆိုပြီးမေးလိုက်လဲစက်ခိုးလာတာဒီလိုဒင်းလေးမျက်နှာတအားပေါ်လွယ်လာဆိုတော့အဆင်ရမပြေတော့ဘာလို့လဲဆိုတော့နေကင်းပိုင်းကလေးကအဖေနဲ့အမေလက်တဲ့အချိန်ကအဖေနဲ့အမေခေါင်းအမေအိတ်တဲ့ခေါင်းလားအဖေအိတ်တဲ့ခေါင်းလားမသိခေါင်းလေးနှလုံးကြိုက်အစုံလိုက်ကြောပါလေဆိုပြီးကြောလောင်ကတော့နေရတဲ့များတဲ့ပြတ်ဆုံးပုံပြင်းနိုင်တော့တဲ့သာစင်ငါရောက်ခဲ့ဆုံးတာဘူးငါတို့ရတဲ့ရှမ်းနေတလည်းမီနေတဲ့မန်ရရကြတဲ့ဟိုတခါတလေကြာရင်ကိုယ့်ရင်ထဲကအတန်တွေကိုဘဒူးမှမကြားနိုင်ပဲကိုယ့်စီပဲပြန်လာနေတဲ့ခံစားချက်မျိုးခံစားရဘူးတာပေါ့နော်ဟိုအဲ့ဒီအကိုကျွန်တော်ဒါကိုစင်ရောက်ပဲရင်သွားလိုက်တော့ကိုစင်ရောက်ပြေးလို့တော့ရအဲ့လိုခံစားချက်မျိုးဟိုခံတော့ခံစားဘူးကဘယ်လိုချင်းမျိုးလဲဆိုတော့ကျွန်တော်ဒီဘက်ကိုမလာခင်ပေါ့ဒီဘက်ကိုမလာခင်မှာကျွန်တော်တို့လာတယ်ဆိုတော့တော်တော်များလူငယ်10ယောက်ရှိရင်9ယောက်လောက်ကတော့တဘောမိဘတွေတဘောမတူတဲ့ကြားတဲ့ဒီဘက်ထွက်လာရဲဆိုတဲ့အချိန်မှာမနဲ့ဖြန့်မနဲ့ခင်ကိုကသွားရတော့ဖေနဲ့မေကလည်းသွားပြီးတော့ညဥ်ရံနေသွားဖေနဲ့မေသားကတော့မယ်တော့ဆိုပြီးကျွန်တော်သွားပြီးတော့သွားကြောလို့လည်းအဆင်မပြေပါဘူးနော်ဆိုတော့တခါမှအဲ့လိုမျိုးဒီခိုင်းရဲ့ကြည့်ချက်လိုပဲမကြောဘူးကြောဘူးတော့လိမ့်ပါလေနော်ဟိုတာကြီးကြောနေတယ်တအားထူးဆဲတယ်မကတန်းနေပါလို့နေမဟုတ်တာတခုလုံးကိုလားဆိုပြီးမေးလိုက်လဲစက်ခိုးလာတာဒီလိုဒင်းလေးမျက်နှာတအားပေါ်လွယ်လာဆိုတော့အဆင်ရမပြေတော့ဘာလို့လဲဆိုတော့နေကင်းပိုင်းကလေးကအဖေနဲ့အမေလက်တဲ့အချိန်ကအဖေနဲ့အမေခေါင်းအမေအိတ်တဲ့ခေါင်းလားအဖေအိတ်တဲ့ခေါင်းလားမသိခေါင်းလေးနှလုံးကြိုက်အစုံလိုက်ကြောပါလေဆိုပြီးကြောခဲ့ပြီးတော့မှတ်ပုံနေပါလေအကုန်လုံးပေါ့ကိုတိမ်ပြီးတော့သွားတော့မယ်ဆိုညတညလုံးလုံးဝအိတ်လို့လည်းမရငါဒီသွားပြီဆိုလို့ရှိရင်ဘာမှလည်းအိမ်အောင်ကောင်းမို့လုပ်ပြီးကြရလည်းမရှိဘူးဘာမှလည်းမှားကြခဲ့လို့လည်းမရဘူးဒီဘက်ကိုရောက်ပြီဆိုလို့ရှိရင်ဘာမှလည်းလုပ်ပြီးနိုင်မှာမဟုတ်ဘူးဆိုပြီးကိုယ့်ဘက်တော့ကိုတရားအောင်တဲ့ရင်ထဲမှာကြိတ်ပြီးတော့ငါဘယ်လိုလုပ်အောင်မလဲဆိုပြီးတော့စိတ်ထဲမှာတော့အတကုံကြိတ်ပြီးတော့အော်နေဒါပေမဲ့အဲ့ဒီအတန်ကိုယ်စီပဲပြန်လာဘယ်သူမှလည်းမကြောက်ဘယ်သူမှလည်းသွားပြောလို့လည်းမရအောင်အဲ့လိုမျိုးအခြေအနေမျိုးဖြစ်တာပေါ့အဲ့ဒီခံစားချက်မျိုးကဖြစ်ပြီးတော်တော်လုံးဝမွန်းကျက်ပြီးတော့ဘယ်လိုပဲအော်အတန်ကလေချောင်းသားမှလည်းတစ်ပြီးတော့အပြင်လုံးဝမထွက်နေဘူးဟုတ်ကဲ့ဟိုဒါတော့ဟိုကျွန်တော်ကျွန်တော်တို့ကသားသမီးတွေလေနော်ဟိုဒီမိဘတိုင်းကတော့ကျွန်တော်တို့ပိုးလို့ဥထားကြတာမိဘတိုင်းသားသမီးတိုင်းပိုးလို့ပါဒီကိစ္စကြီးကိုသွားလုံးမယ်ဆိုတော့ဘယ်မိဘမှတော့ဟိုကြီးပြူငါသွားဆိုတဲ့ခီမျိုးခရောင်းပန်းခင်းလည်းမဟုတ်ဘူးလေနော်ခန်းတော့သွားဆိုရောပေးရမှာအဲ့လိုမျိုးအခြေအနေမှာအခုလိုမျိုးကိုစင်ရောလိုမျိုးဒီမိဘအင်အားနေပြီးတော့မှနောက်ဒီအောင်လုတ်တော့မယ်မိဘအင်အားနေပြီးမိဘခွင့်မပြုမှဆိုလို့ခိုးထွက်ရတဲ့အခြေအနေမျိုးမှာဒီကိုတိုင်းလဲခါကြီးရက်ကြီးကလွယ်လွယ်ကြတော့မကြောတဲ့လူတွေဆိုတော့ထူးထူးဆန်းဆန်းသွားကြောပြန်ရင်လေနော်ဒါကျွန်တော်တို့ဘာပြစ်လို့လဲဆိုခလုတ်ဒီမှာမိကြတာတော့မဟုတ်ဘူးနော်ကျွန်တော်တို့သွားမဲ့အချိန်ကဘယ်အချိန်မှပြန်စုံမယ်မှမသိတဲ့မိဘရဲ့ဟိုကျွန်တော်တို့ဒီခြေပမိုးတော်မှာပဲကျွန်တော်ဟိုနှစ်ဖူးရှက်ပြီးတော့မှဥချောက်ကိုမရဘူးဘာလို့လဲမိဘတင်ရင်သွားကိုမရမှာဆိုလို့ဆိုပြီးတော့မှကျွန်တော်တို့မှာရှိတဲ့ခေါင်းလေးဦးမျိုးမှာထွက်လာဟိုပြောချင်တဲ့စကားလုံးလေးအကုန်လုံးကိုယ့်ရင်ထဲကနေကိုယ်ပဲနားထောင်ပြီးတော့မှထွက်လာရတယ်အခြေအနေလေးပေါ့နော်ဟုတ်ကဲ့ဟုတ်ဟိုဒီလိုမျိုးအခြေအနေပေါ့နော်ဒီမှာဆိုရင်လည်းဟိုကိုသားပေါက်ဆိုရင်ရောဘယ်လိုမျိုးခံစားဘူးလားပေါ့နော်ရင်ထဲကအတန်တွေဘယ်သူမှမကြားပဲကိုယ့်စီကိုပဲပြန်လာနေတဲ့ခံစားချက်မျိုးခံစားဘူးလားဟုတ်ခံစားဘူးတော့လောလောလတ်လတ်ပေါ့နော်ကျွန်တော်ဒီဒဏ်ရထားတော့လို့ဆေးရုံမှာပေါ့ဟိုတော်တော်ကြီးစိတ်သက်ကြောက်သွားဆိုတော့ကျွန်တော်တက်ကလည်းလှုပ်မရဘူးပေါ့နော်ကျွန်တော်တို့ဟိုဒီလာဆိုတော့ဒါပါတော့တော်တော်များများတော့ကြားရတော်များတော့တိုက်ချင်ခိုင်းချင်တယ်ဗျာပြီးတော့ဒီစနေကြီးကိုဟိုထားပါထမင်းချက်လဲကျွန်တော်တို့ဟိုတော်လိုင်းလို့ပြောတယ်ဗျာဒါပေမဲ့လို့ကုဒေါသကိုပောက်ကွဲထွက်ချင်တာဗျာတကယ်များလို့ပတ်တဲ့တစ်ခုထဲမှာအဲ့ချိန်လေးကိုကျွန်တော်ဒီမှာဘလို့မှဟိုထိထိချင်းကတော့ကျွန်တော်ဂမ်းမကင်နိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးချိန်လေးဆိုအတားအားငယ်ရတယ်ပြီးတော့အဲ့ချိန်ကဆိုကိုရဲနောက်တန်းရဲပုံနဲ့ဆက်သွယ်ဖို့ကလည်းကျွန်တော်ဖုန်းကလည်းမသုံးနိုင်သေးဘူးဗျာဖုန်းမရှိတော့အဲ့နဲ့ဟိုတယောက်တည်းဗျာဟိုတော်တော်ကြီးအချိန်နေဆိုးရပေါ့နော်ဒါပေမဲ့ပြန်အားတင်းရတဲ့အချက်ကတော့ဘေးနာအဲ့ထိထားတဲ့ရဲဘော်ကြီးကြည့်တော့ဟောသူတို့နဲ့ပဲစကားပြောပြီးတော့ပြန်ပြီးပဲကိုကပြန်တင်းရဟုတ်ကဲ့ဟိုဒီမှာပေါ့နော်ဒီတခါတလေကြာရင်ဒီကိုရင်လေးကအတန်တွေဘယ်သူမှမကြားနိုင်ဘူးကိုယ့်စီကိုပဲပြန်လာနေတဲ့ခံစားချက်မျိုးဒီခံစားမှုပါတော်ဆိုးရနေတယ်ဒီတိုင်းလည်းခံစားမိပါပါခေါင်းနဲ့ပဲလေဘယ်တော့ဖိထားသလိုလို့အရာဟို
ကီလို100လောက်ရှိတဲ့လူကပဲလာတက်ဖိထားလို့ရင်ဘတ်မှာပေါ့နော်ဟုတ်လုံးဝမွန်ချက်လူမလည်းမသိ ပြောလို့ပြောချင် ပြောလည်းပြောချင်ပြောလို့လည်းမရပြောလို့မရအောင်ဆိုတာထဲဘယ်လိုပြောမလဲဟိုဟာနားလဲနိုင်ပါမလားကိုကတော့မိဟိုဟာမိဟိုဟာဥမာကိုကဒီလိုထွက်လာအိမ်ကကြိုက်တဲ့လူကြီးအချင်းနေမျိုးမျိုးပေါ့ကျွန်တော်ဆိုလည်းအိမ်ကဟိုကျွန်တော်မဟုတ်ပါဘူးလူတိုင်းကတော့ခုနကကိုပြောလို့ပဲစုခင်းလမ်းဖြစ်တဲ့အတွက်ပေးလျှောက်ရှင်တယ်မဟုတ်တော့အကိုတက်တက်စိတ်လေးထွက်လာလိုက်တယ်ဒီရောက်မှအဲ့လိုဖြစ်တယ်ဆိုတော့တချို့တော့ခံစားချက်တွေကိုအမေကိုအများကြီးရှင်းပြရှင်အဖေကိုအများကြီးရှင်းပြရှင်ညီမလေးလည်းဒီလိုရှင်းပြရှင်ရှင်းပြလို့ကမရတဲ့အချိန်တွေရှိနေတယ်ရှင်းပြလို့လည်းမရဘူးဒီလိုအချိန်ယူပြီးတရားလေးကိုရှင်းပြရှင်တယ်ရှင်းပြလို့ကလည်းအဆင်မပြေနေရောတခါကျရင်ဒီလိုမဟုတ်ပါဘူးဒီလိုလေးပေါ့နော်ကိုရဲ့ခံစားချက်ကိုဒီကမိသားစုကိုဒီကချပြရှင်ဟိုပြောလဲပြောချင်တယ်ဒါပေမဲ့အချိန်တွေအတိုင်းတာမှာအသက်အရွယ်တွေကကြီးလာတဲ့အတွက်ပြောတဲ့စကားလုံးတွေမပြောတဲ့စကားလုံးတွေနဲ့ဟိုမှာဘောရှာပတ်ရှာလိမ့်ပြီးတော့ပဲ မျိုးသိထားတယ် မျိုးသိမ့်ထားလိုက်တယ် မြန်မာကာချာအရဒီမြန်မာနိုင်ငံရဲ့ကာချာအရပေါ့ဒီရွယ်ကြီးရောက်မှအဖေရင်ဝင်ပြေးတိုးနေလို့မရတော့ဘူးဆိုတော့ဟိုကျွန်တော်တို့ရဒီမသိစေရကျွန်တော်တို့ဒီကပြေးတိုးဖို့လိုအဲ့တော့တိုးတာတိုးချလိုက်ပေါ့နော်ဒါမြန်မာပြည်ရဲ့ကာချာရဟာဒီတိုက်ရွယ်ကြီးရောက်နေပြီမိဘကူရသုံးလားဆိုတော့ဒီလိုမျိုးဘာမဟုတ်တဲ့ပတ်ဝန်းကျင်ကူရအောင်ကျွန်တော်တို့စိတ်တွေဆိုလို့ကျွန်တော်တို့လည်းလိုအပ်တယ်လေနော်ဟိုထားလိုက်အောင်ကျွန်တော်အသက်20မှာတော်လိုင်းဆလာလို့တယ်ပဲဒါအခု9နှစ်ကျော်တယ်ကျွန်တော်25နှစ်ကိုတက်လည်းကိုပြန်ပြီးတော့25နှစ်ရောက်နေပြီနော်ဟိုမှာကလေးလိုနေလို့ရအောင်သေးလားဆိုကျွန်တော်တို့ကလေးလိုနေရပေါ့ပေါ့ကျွန်တော်ဖြတ်တန်းနေတဲ့နေရာမှာကျွန်တော်တို့ချင်းသေးတယ်ငကားတွေဒါမဲ့အဖေရင်ဝင်မှာတော့အဖေပြောဆိုဆုံးမခဲ့တဲ့တာဒီလိုကြီးဖြစ်နေပြီဆိုတော့ဂုံယူဝင်ကြွားစားလည်းပြောချင်တယ် ပြောရှင်တယ်လို့ဟုတ်တယ် ဖေသားတော့ပင်မန်းနေပြီဘယ်ပြောမှာ နှခမ်းဝင်းနဲ့လည်းခြုံ နှခမ်းမွေးနဲ့လည်းချွဲကြည့်နှခမ်းမွေးနဲ့လည်းချွဲကြည့်တာပဲ ချဲရင်လို့မရအောင်ဖြစ်နေ အဲ့လိုမျိုးအားရကိုယ့်အောက်ကိုပြင်ပြန်ကြားနေတာအများကြီးပဲနော် အများကြီးပါ အဖေရှိမှလည်းအဖေသားတော့ဒါလိုလုံနိုင်နေပြီရဆိုပြီးကြုံသွားပြီးတော့မှအဖေရှိမှလည်းဂုံယူခြင်းတို့ ကိုယူရှင်လို့ဟုတ်တယ် အဖေရှိမှပဲအဖေသားတော့ပင်မန်းနေပြီဆိုတော့ငါသားရဲ့ပင်မန်းနေတာဆိုကြောတက်မှုလေကျွန်တော်တောင်းတဘူးရပြီနော်ဒါပေမဲ့ကျွန်တော်ဆန္ဒပြောသလိုပဲ20မှာတော့ဟိုဒီဒေါ်လာအင်းစားလုပ်တယ်ပဲဒါဒီအချိန်မှာ25ဖြစ်မင်းတက်ပဲ25ဖြစ်နေမိမယူပြီးကလေးမွေးတော့ကလေးရနေပြီဆိုအဖေဖြစ်နေပြီဆိုတော့စကားပါသေးတယ်အဲ့လိုမျိုးဆိုတော့ဒီဟာတွေကတော့ကျွန်တော်ဒီရင်ထဲမှာထားပြီးတော့မှပဲကိုနာကပဲကိုပြင်ကြားနေရတယ်ဟာရောရှိနေသေးတာပေါ့နော်ဟိုဒီမှာပေါ့နော်ဟိုတခါလေကြာရင်ကိုယ့်ရဲ့ရင်ထဲကအတန်တွေကိုဘယ်သူမှမကြားနိုင်ပဲကိုယ့်စီကိုပြန်လာနေတဲ့ခံစားချက်မျိုးခံစားမှုကလားဒါကိုလိုက်ဖြစ်ပြီးပါမယ်နော် ဒါလူတိုင်းကြီးပါပဲဆက်သားကူပါဟိုချိန်ဘယ်လိုပြောအဖြစ်ပြတစ်ခုပါကျွန်တော်ဖောင်းနဲ့ပတ်သက်တာဆက်ပြောလိုက်ကျွန်တော်ဒီလာတာသူတော့ခိုင်းတာကျွန်တော်သူကဒါပွင့်က तू က မကျွေးနိုင်တော့လို့တော့မဟုတ်ဘူး ဘာ तू ကရှင်းထဲမှာလည်းသူတို့ပါခဲ့ဘူးလေကျွန်တော်ကဟိုဒါပေမဲ့ तू ကကျွန်တော်ပြောတယ်မင်းတော်ပြီပြန်မလာနဲ့တော့အခိုင်းလို့ပြောတယ်လာလို့မရအောင်တော့လေအဲ့လိုပြောကျွန်တော်ကခုနကကျွန်တော်တခုလုံးမယ်ဆိုရင်ကျွန်တော်ကနည်းနည်းလောက်ဆံမတင်းရဲမှာကျွန်တော်ပါတယ်ရတယ်ဒါကျွန်တော်လုပ်ခဲ့ရလက်လွန်သွားပြီပြိပန်ကျွန်တော်အဲ့ချိန်မှာကျွန်တော်လုပ်ခဲ့ရတဲ့ကျွန်တော်လုပ်နေကျွန်တော်မသွားလို့မရတဲ့အချိန်တော့အဲ့ကျွန်တော်သူ့ပြောတယ်အရင်တိုင်းမြင်တော့ဒါပေမဲ့ကျွန်တော်ပြိပန်ကျွန်တော်အေးဘလော်ဒီကောင်ကျွန်တော်ဆန္ဒပြရတော့မှကျွန်တော်ထမင်းမှုရှိဘူးဆိုတော့ထည့်ပြီသူတို့တော့ပြီးတာဒါပေမဲ့အဲ့သူတို့ကျွန်တော်အဲ့ခုံးပြောရပါတော့ကျွန်တော်လို့မရတော့ဒါပေမဲ့ကျွန်တော်အဲ့ဒီကကျွန်တော်အပြင်မှာပတ်ပြီးနေတာပေါ့ဒီဘက်မှာဝင်နှုတ်ဆက်တယ်ပတ်ဆက်ဝင်ယူလာပေါ့နော်အိမ်မှာအဖွားအဲ့ဒါကနေတော့ပြန်လာနေတော့လေတော့ပြန်လာနေတော့အဲ့ဒါပြောတာကျွန်တော်လည်းနှုတ်ဆက်အောင်မကြောက်ဘူးကျွန်တော်ဘာလို့ကျွန်တော်အဲ့လိုမျိုးဘယ်လိုပြောရမလဲကျွန်တော်ပြန်လာခြင်းနဲ့ဗျအဲ့တော့ကျွန်တော်ပြန်ကြောက်ခြင်းအဲ့တော့မို့ကျွန်တော်ကမကြောက်ခဲ့ကျွန်တော်အတွေးထဲမှာတော့ကျွန်တော်ကကြောက်ခဲ့လို့ရတယ်တော့ကျွန်တော်ပေါ့ကျွန်တော်ဒါပေမဲ့ကျွန်တော်ကြောက်ခဲ့ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ပြန်ပြီးကြောက်ခြင်းတော့ဒါအခုလည်းသူမရှိတော့အဲ့လိုပေါ့ဒါတော့ကျွန်တော်တို့ခုနပြောလို့မရတဲ့ဟာတွေအများကြီးပေါ့ ပုံငါးထဲမှာကိုယ်ပဲပြန်ကြားနေ ကိုပဲကြားရရချင်း ဒါကိုယ်တိုင်ယူရနေစနာဆိုပြောတယ်ဗျာဟိုကျွန်တော်ဟိုလက်စုံမိုးရှင်ခိုး6ခုမရခဲ့တာလေကျွန်တော်
တင်းကျွတ်ပေါင်းဆိုလေဒါကတော့ကိုစင်ရောပြောသလိုပဲဟိုခါကြီးရကြီးတွေပဲကြောက်နေတယ်တင်းကျွတ်ပေါင်းအားချင်းကြော်ခဲ့တယ်နော်နောက်ဘယ်နှစ်ချင်းကြော်ထိကျွန်တော်တို့ဆက်ကြိုးစားနေရမလဲဆိုတာတော့ဒါကျွန်တော်တို့ကိုယ်တိုင်အသိဆုံးပဲကျွန်တော်တို့ကြိုးစားနေကြတယ်နော်ဟိုဒီလိုအခြေအနေမျိုးမှာပဲဒါကတော့ကျွန်တော်တို့ကိုယ်တိုင်ရင်ထဲမှာပြောခြင်းတဲ့အကြောင်းအရာစကားလုံးတွေကျွန်တော်တို့ပြောခွင့်မရဘူးပဲကိုရှိမှာပဲပြန်ကြားနေရတဲ့အခြေအနေတွေပေါ့နော်ဟုတ်ကဲ့ဟုတ် Till on the shine, let it blood from the wine we got it.